ကဲအခုကမိုးရဒီမှာကလစ်စစ်တပွဲတော့နွဲလိုက်အောင်ပဲဗျအခုကဒီဘက်မှာကျွန်တော်ဟာနာဘီကင်ထားဖြစ်ပါတယ်ဟာနာဘီပရိုလေးပေါ့နော်ဟာနာဘီလည်းတော့ဟို line ထင်းရလို့လွယ်လို့ maximum ပဲကင်ပါတယ် maximum အစားထွက်ပါပြီနော်ပွဲစားမှာပဲ tree တွေနဲ့ဘာတွေနဲ့ရှက်ရှက်ခတ်နေလို့ဟိုတွေ line တွေကလိတ်မကောင်းချင်ဘူးပေါ့ပွဲစားမှာကြည့်သင်ရပြီးတော့ဟိုဘက်ကမော်စကိုသွားပြီးတော့သွားပြီး1.1ပြစ်တာပေါ့နော်ကုတူတေကိုသေးဆိုပြီးပြစ်ကြတာပြစ်တဲ့အချိန်မှာမော်စကိုကသူတယောက်တည်းပါတယ်ဆိုတော့ပုံစံနဲ့သူကလုတ်ပြရတယ်နောက်ဆုံးတော့ခြုံနေရနေချာဝီထွက်လာပါတယ်လို့ခြုံနေရနေချာဝီထွက်လာတော့ကိုရီးယား surprise sound ဖြစ်တော့ဟဲ့နေအဲ့တော့ဘိုင်1ပြစ်ငါ့ကိုပြစ်နေအောင်ချာဝီထွက်လာပါတယ်လို့ချက်ချင်းရှော့ရပါတယ်ပွဲစားလေးတွေမှာရှော့ရတော့တယ်ဟာနာဘီကိုင်း first bank ကပြီးစေးထိုးသလိုဖြစ်နေတော့ကိုရီနည်းနည်းမဖြစ်သေးဘူးနည်းနည်းအန်ချက်ညီအောင်ထိန်းဆော့ရအောင်မယ်ဆိုပြီးပြန်ဆုံးဖြတ်ချက်ချလိုက်တဲ့အချိန်မှာအပေါ်လိုင်းမှာတော့ကဘာပြက်နေပါတယ်ပေါ်လိုင်းမှာသူတို့ fighter လိုင်းကကဘာပြက်နေပြီးခေါ်နေပါတယ်ကိုရီကတော့ကိုတိုင်နဲ့ကိုလိုင်းနဲ့ကိုတိုင်ပတ်နေတော့မသွားနိုင်ပါဘူး creation ပြီးတော့နည်းနည်းပါdamage လေးထွက်အောင်ဖမ်းနေပါတယ်ဖမ်းတဲ့အချိန်မှာခြုံထဲမှာကိုရီရန်သူတော်ကြီးတွေရှိမလားဆိုတာတစ်ချက်ဆောင်းကြည့်ရပါသေးတယ်အဲ့ဒီအချိန်မှာပဲenemy ဘက်ကလိတ်လူဖို့စောင့်နေကြပါဘောနော်အလဲနားမှာပဲခြုံနားမှာပဲလိတ်နားမှာပဲတိုက်ပွဲတွေဖြစ်ပွားနေပါတယ်ကူရှယ်6ဝဘလောက်တောင်ကန်ကောင်းလဲဆိုရင်ကူရှယ်တမြောင်နဲ့တောင်ကတ်တီးလေးလွတ်သွားပါတယ်ကိုရီးယားလေးရအောင်လိတ်တက်မလားဆိုရှိရပဲပြောလို့ပြောပါမှမသိလိုက်ပါဘူး6ဝတွေဆိုကိုပြောလူသားရတာမသိပါဘူးတစ်ချက်တက်မယ်ကြမ်းလိုက်မရှိတော့ဘူးဒီတူးလေးနဲ့လွတ်သွားလို့အတန်းတဲရပါတယ်ခုလည်း creation လေး fan နေပါပြီဖန်ကိုနိုင်ပိုင်းဖန်နေတဲ့အချိန်မှာတော့လိတ်ကထွက်လာပြီလိတ်ကိုတော့သူတို့အဲ့ချိန်မှာမော်စကိုရောက်လာပါတယ်ပေါ့နော်မော်စကိုနဲ့ထိတ်ထိတ်တွေ့ရပြန်ပါပြီဒီတစ်ခါတော့ကိုတိသွားပြီဒီတစ်ခါတော့ကိုတိသွားပြီပေါ့နော်မော်စကိုထိတ်ထိတ်မရှင်ချရတော့ဘူးဘာလို့လဲဆိုတော့နောက်က6ပေါ်လာမှဂျိုတိနေတဲ့ကိုလေးနည်းနည်းလေးချုံနေအောင်ပြီးတော့အလီမာလေးတုံးပြီးလုံနေပါတယ်ဒါပေမဲ့6မရှိပါဘူးခရီလေးနည်းနည်းပါးပါးစားနေပါတယ်ခရီဘယ်လိုရမလဲဆိုတော့လူနေပါတယ်သူကတော့ခရီမစားပဲကိုလာပြီးတော့ကညော့သွားတယ်ကိုပဲပြန်ပြတ်တော့သူသွေးမြောက်ခံနိုင်မအောင်သူပြန်ဆုတ်သွားပါတယ်အဲ့လိုနဲ့ UC လေးကောက်လိုက်ပါတယ်လိတ်လေးအဲ့ဘက်ကရပါပြီကိုဒီဘက်ကဟိုက်ပါတော့လိတ်စားလို့စားမှန်းသိမှာမဟုတ်ပါဘူးလိတ်ကိုတတိယမထားတာပါချောက်တေးသွားပြီနောက်ဆုံးတော့ဒီဆောင်နဲ့အပေါ်မှာစစ်ပွဲတွေဖြစ်နေပါတယ်ကိုဒီတော့ mix ကိုလိုင်းနဲ့ကိုနားအေးပါအေးနဲ့ဆော့နေရပါတယ်ကိုရီဖာကူရှာတော့ကောင်းပါတယ်ဒီလိုဆိုရင်လည်း6ဝါကိုရီကိုအဒီရင်းနဲ့ပါလှုပ်ဖို့ချောင်းနေပါတယ်ဒါပေမဲ့ကိုရီဆောက်ကပြန်ပြောင်းပြလိုက်ပါတယ်ဒီဘက်မှာလုံးမရပါဘူးပြန်ဆုတ်သွားပါတယ်ကိုရီမာနာမရှိရနဲ့အိမ်ပြန်လိုက်ပါတော့တယ်ကာဂျာကြီးကချိန်မိလာခဲ့လိုက်လို့ပေါ့နှုတ်မို့ဆန်ကိုရီအရှိတောင်ဖွင့်ကိုရီရှော့အကွန်လိတ်ကိုသွားလောက်ပါတယ်လိတ်ကလည်းဘယ်သူမှအိုက်ပါလိတ်ကိုစိတ်ဝင်စားတော့ခတ်တယ်ကိုရီပဲလိတ်ကိုသွားဓာမိပေးနေပဲမထူးပါဘူးလေးဆိုကိုလင်ကိုပဲပြန်ထိန်းနေပါတယ်6ဝကြီးကတော့ကျန်းနေပါပြီဟိုဘက်က6ဝကတော့ဘွဲစားကြတယ်မပန်းပြီးတော့ထကျန်းနေဖြစ်ပါတယ်အရေးတဲ့ဟိုက်ပါတကောင်လုံးရှိတာမတ်မောင်ပေးလိုက်ရတဲ့ဘဝဖြစ်သွားပါတယ်ကိုရီလည်းရောင်လောင်နဲ့ဘာလို့မှမသိရနဲ့သူတို့3ယောက်ကြားထဲဝင်ပြီးဖင်ခံလိုက်လို့ဖြစ်သွားပါတယ်ဒါပေမဲ့ကိုရီလွတ်သွားပါတယ်ကံကောင်းသွားပါတယ်သူတို့တွေကလည်းမလျှော့လေးကိုတာဝါထိပ်လိုက်ပြီးတတ်ချင်နေတာပါဒါလည်းကိုရီအချင်းနေမဟာဘူးဆိုပြီးတာဝါထဲပြန်ပြီးတော့ပုံနေလိုက်ပါတယ်အောက်မှာစီရှန်နဲ့တာဝါထိပ်ရန်တာဝါထိပ်တော့အေးမွန်းရောက်ချလာပြီးကိုရီပိုင်းမောပါတယ်ကိုရီရှော့ရပြန်ပါတယ်ဟိုပွဲဖြစ်မှာကိုရီပဲတည်နေလာတော့ခံစားနေရတော့ကိုရီလည်းရှက်တောင်ရှက်လာပါပြီမတ်မန်ကန်ရတာမလွယ်ပါဘူးနော်အသက်ကိုလူနေရပါတယ်အဲ့လိုနဲ့သူတို့ဟာသူတို့စစ်ပွဲဖြစ်ပြီးယူဆောင်ကလည်းတတ်လို့မရပါဘူးမာကလောက်နေပါတယ်အဲ့လိုနဲ့တစ်ခေါက်ရှော့ရပြန်ပါတယ်စီရှန်လည်းမနိုင်တော့ပြစ်နေပါတယ်ဒါပေမဲ့ယူဆောင်လည်းချောပါပြီတော်ဝါတဲ့အတင်းဝင်တာဟုတ်ကိုဒီဘက်ကဟိုက်ပါတော့ဖန်နေတယ်ဒါပေမဲ့သူကတော့ဒီကောင်လည်းကြားမှာကြည့်မှာကိုရီးယားတော့ပိတ်ချီဖြစ်နေတယ်လေးကောင်နဲ့တရေဖြစ်နေပါဒါပေမဲ့မော်စကိုလမ်းပြတယ်အဲ့မှာလက်ကချောနေအောင်မမှန်ဘူးသူကပြန်ဆော်တာဒါပေမဲ့ခါကြာကြီးစုနဲ့ကိုတကေးရသွားပါဘောနော်ကိုဒီတကေးထက်ရပါပါတယ်အဲ့မှာ6ဝီးရလာပိတ်ကန်တာလို့တကေးထက်မရလိုက်ပါဘူး
တကယ်ထရမယ်ထင်လောက်တာ6ဆိုရဲမေးပေးလေးကိုလိုလာပြန်ကြေးသွားပါတယ်သူထက်ကမော်စကိုအထိလို့အာလီကောင်လေးကင်းကြတော့6ဝကဗမ်းမီတာထွက်နေပါတယ်အခုကူရှင်နဲ့တွေ့ပြီးကူရှင်ကိုပိတ်ကံတော်ပါတဲ့ကပြန်ထွက်လာပြီးတော့လိတ်တက်လိုက်တယ်ပေါ့နော်ကိုရီတာဝန်ကြည့်အောင်လုပ်ပါလေးရအောင်လုပ်လိုက်ပါတော့ဘက်ကဟိုက်ပါရှော့ရတဲ့အတွက်ဘက်ကဟိုက်ပါဘယ်လိုလဲချက်နဲ့ရှော့ရမှန်းတော့မသိပါဘူးဒါပေမဲ့ကူရှင်ရှေ့ကောင်းနေပါတယ်ဒါပေမဲ့ဟိုက်ပါတော့လိတ်နာမကလိုက်နိုင်ပါဘူးကိုရီနည်းနည်းလူလိုက်တဲ့အတွက်တာဝါချိုးလိုက်မှာပေါ့နော်နောက်မှ6ဝကိုရီအိမ်ဖို့လာတာဒါပေမဲ့ကိုရီကမျက်လုံးကမျက်စိရှင်တော့ရှောင်းလိုက်လိုက်ပါတယ်ဒါပေမဲ့သူပြန်ဆုပ်သွားပါတယ်ချက်ကန်အဲ့ချိန်မှာကိုရီဘာလို့မှမသိရနဲ့အထောက်ပေါ့နော်အခုပြောင်းသွားတဲ့ All-Star ဒီမှာသူကဘယ်လိုပေါ့ဟိုကင်းမုံငါလေးပေါ့ကင်းမုံငါလေးဖြစ်နေတဲ့ကောင်လေးစားလိုက်တယ်စားပြီးတော့ခလန်နည်းနည်းရှင်းပြမှချင်းမှာပဲဝါကနေဆိုပြီးတော့အေးမိုးကြီးက3ယောက်ကြာမှကျွန်တော်တော်ကြီးဝင်လာပါတယ်ဒါပေမဲ့သူရှော့ပါတယ်သူမားတော့ပေါ့နော်အဲ့ကိုရီ3အောင်လဲသစီတစ်လုံးနဲ့မတေမာကြောက်တာနဲ့ခါကြနောက်ပဲမီစီချန်နဲ့ကိုရီ2ယောက်လိုက်တာဒါပေမဲ့စားပြီးတော့ဒမ်းမီရတဖြည်းဖြည်းနဲ့ကြောက်ဖို့ကောင်းလာပါတယ်သွားနေတယ်လည်းထိရအောင်တူရတော့လောက်ကိုင်းသွားပါတယ်အလေးကင်းကြရင်တော့တော်တော် damage ထွက်လာတော့မှာဖြစ်ပါတယ်စာပြီးရ damage ရမခံစားနိုင်ပါဘူးအဲ့လိုလည်းကိုယ်လည်း damage အရှင်ရဘာလို့မှမသိရနဲ့ tower ထဲပြန်နေလိုက်ပါမယ်စဉ်းစားတဲ့အချိန်မှာအစိမဖြစ်သေးပါဘူးလမ်းလေးပါလေးရှင်းအောင်မယ်ဆိုခါကျမှဟုတ်ကဲ့ကျွန်မဘယ်တွေဆိုင်နေကြတော့တွေ့ခါကျတော့ဘယ်တွေကိုယူဆောင်အတီလိုက်တက်နေရတယ်ကိုယ်လည်းလဲပြစ်တာပဲဒါပေမဲ့ယူဆောင်ကအရန်မာကလောက်နေတော့ကိုယ်ဘယ်လိုမှပြစ်မရပါဘူးအဲ့ဒါနဲ့မထူးပါဘူး enemy ဘက်လေးလိုက်စားမယ်ဆိုတော့ပြန်ရှင်နေတယ်ဘာလို့မှမသိရနဲ့ Moscow ကလည်းအချိန်မှာ damage ရတာထွက်နေပါပြီကို3ယောက်လဲဘာလို့မှမသိရနဲ့တာဝါထဲပဲပြန်လာနေလိုက်တယ်လမ်းနဲ့ရှင်းလိုက်တယ်အောက်လိုင်းကျိုးဝိုင်းကိုတာဝါဘက်ကတော့ပွင့်သွားပြီလေအဲ့နဲ့ဟိုနောက်ဆုံးတော့မစကော့ပျောက်သွားပါပြီဂူရှင်ကတော့ကျန်းနေပါပြီဂူရှင်တင်းလောက်မှဂူရှင်ကယ်ရီနေရပါကိုရီးယားတော့ဘေးချီဖြစ်နေရကိုရီးယားတော့အပလာဖြစ်နေခရစ်ယာန်လိုက်လို့လိုက်နေကေးရအရေးကြနေတယ်ကိုရီးယားဆဲတော့မခံရသေးဘူးပဲချိန်ဆဲခံရမလို့အဲ့ဒီမှာကိုရီးယားတော့လော့တပ်ဖို့အဖွဲ့လက်ခီးထွက်တာပေါ့နော်လော့ရတာမရတာတော့ရင်ခုန်စိတ်လို့ရဆိုတာနဲ့ကေးနေရပါတယ်ဒါပေမဲ့ကိုရီးယား damage ရှောင်ပြီးပြည့်နေပြီမဲ့ဘေးချင်း6ကိုရောက်လာမှာကိုကြောက်နေပါတယ်ဒါပေမဲ့6ကိုမြောက်မှငကားကြီးရောက်လာပြီးငကားကြီးကကိုရီးကိုတပ်ဖို့ယူရနေပေမဲ့နောက်ကစီရှင်းတော့ပုံမြင်ကတ်နေတဲ့ခါကိုရီးယားဘလို့တတ်မှမသိတော့ဂျားတွေကနေပြည့်နေရတဲ့ကိုပါရှောမလို့ဖြစ်တာနဲ့ရှီးတွေရှိလို့တော်သေးတယ်မဲ့ကန်ကောင်းလို့ကူရှင်တက်ပြီးလဲလို့တော့ပါတယ်ဒါပေမဲ့စီရှင်းလေးတော့တနာပါတယ်ယူဆောင်သူကရှင်ခုတ်လို့ရမယ်ထင်မိမိကိုင်းယူဆောင်သူက damage တွေ share ပြီးတော့ဟိုကောင်တူးစလုံးတော့မရောပါဘူးကျွန်တော် log area အချိန်မှာပဲလောင်ကြီးရယ်ကောင်ကငဲရအောင်လာတက်သွားပါသေးတယ်တို့ဒီစီရှမ်းရဲ့ကိုကြီးတော့ရသွားပါဒါပေမဲ့ယူဆောင်ကစီရှမ်းဘေးကယ်ပါတွေကမကြည့်လဲမသိပါဘူးဒီလိုလိုက်တက်တော့တာပါပဲစီရှမ်းကလည်းမနိုင်တော့ပြက်နေပါတယ်ဒါပေမဲ့ဘက်ပဲနဲ့ဟိုယူဆောင်ကိုဘလို့အမြင်ကတ်နေလဲမသိပါဘူးရှော့ပစီသူ့ကိုတက်ရရင်ပြီးရောဆိုတဲ့ပုံစံနဲ့ပြစ်နေပါတယ်ဒါပေမဲ့ကိုရီရှော့ကိုရီတင်နာရီဂျူလီယာနဲ့ကတေဘဝေနေပါအဲ့လိုနဲ့ကိုရီဘက်ကလော့ရထားလို့ကိုကလော့အောင်ကိုနဲ့တာဝါတွေခိုးရှင်းနေပြီမဲ့တာဝါတိုင်းမှာ base ပါတခါလေးဖြိုးချင်မှဖြိုးလို့မရတော့ base ရဲ့ဟိုဘက်ကနန်သူဒီကိုဟောရီထွက်လာတော့ကိုရီမနဲ့ပြန်ဆုတ်လာပါတယ်အဲ့လိုနဲ့တာဝါရှိတဲ့မြတာဝါတွေကိုပတ်ချိုးပါတယ်တင်းရင်ဒီပဲစီတာဝါကျိုးဖို့ရေးဆိုပြီးကိုရီခရီးရောဖလာဝါရောကွန်ပတ်ပြလို့ရတဲ့မြကွန်ပတ်ပြပါအဲ့လိုနဲ့ကိုရီအောက်လိုင်းရောက်သွားပါတော့အောက်လိုင်းကဘက်တွေလည်းအကုန်လိုက်စားရတဲ့လမ်းနေရှင်းနေပါတယ်ရှင်းလမ်းနေရှင်းတာတော့လက်တွေညောင်းလို့ပြုတ်ထွက်တော့မတက်ပါပဲပြုတ်ထွက်တော့မတက်ကိုပြင်းနေပြည့်နေရပါတယ်ဒါပေမဲ့နိုင်ချင်တော့ပြည့်ရတယ်လေပြည့်နေရပါတယ်အဲ့ဒီအချိန်မှာ3ယောက်ရှိပါတယ်3ယောက်လုံးရှိရဲ့အချိန်မှာအင်းမုံရဘယ်ကနေဘလို့ရောက်လာပြီးဘလို့တက်သွားလဲစဉ်းစားလို့မရပါဘူးကိုလူချောကိုပြောက်ကိုလူချောကနာတာလီယာထပ်ကိုစိုးပါတယ်ဘလို့မှမတိလိုက်တဲ့အချိန်မှာပျောက်ပြီး3အောင်ကြားတယ်ဝင်လာပြီးကိုတက်သွားတယ်ဆိုတာနေတဲ့စကီတော့မဟုတ်ဘူးနော်နာတာလီယာထပ်စိုးပါတယ်ကိုပြောက်ချက်ကတော့ဒါနဲ့ဂျူဆောင်ကဘယ်ဘွားဝစ်ရန်ကျွေးလည်းမသိပါဘူးအနောက်ကစီရှင်းရလာစကားကြောင်မရရအောင်လိုက်တက်ပါတယ်ကိုရီးယားတော့ချက်ခုတ်စားလိုက်တယ်ပေါ့နော်ကိုရီးယားတကယ်ကားကြောင်sorry ပါလေကိုရီးယားကေးရရင်တော့ဖြတ်ဖို့စားလိုက်တယ်တကယ်ချင်းမကယ်တော့ရလို့နဲ့လော့ရမလားဆိုပြီးကိုရီးယားပြက်တဲ့ချိန်မှာအကုန်လုံးရှော့နေပြီကိုရီးတယောက်တည်းမဖြတ်ဘူးတော့ရအောင်ယူရမယ်ဆိုတော့အားစိတ်တွေမျိုးလင်းချက်လေးထားပြီးပြစ်နေပေမဲ့
နောက်ကဟိုဘက်ကိုလူချောတွေကကိုတွေကိုရိပ်မိသွားမှကြောက်တာနဲ့ခြုံနဲ့ပြန်ပုံပြီးတော်ရီနဲ့သူရောမှပြစ်မယ်ဆိုပြီးစောင့်နေတဲ့အချိန်မှာမဆက်ပဲကြတဲ့ချိန်မှာကိုတွေပြစ်လိုက်ပြီးရပြီဆိုပြီးထင်တယ်ပြစ်လိုက်တဲ့ခါကျမှဟိုဘက်ကလူချင်းနဲ့ပောက်သွားတော့ကိုတွေမရပဲနဲ့အေးမရသွားပါတော့အဲ့မှာကိုလူရောတွေကရိပ်မိပြောမှစကိုင်းရီယာစာရင်းနဲ့ပြစ်တယ်သေပြီမော်စကိုကြည့်ပါတယောက်တည်းရှိရဲ့လူမော်စကိုင်းရီယာစာရင်းနဲ့ပြစ်တယ်ကိုတွေကိုတို့ကိုဒမ်းမေးကိုတို့ကြောက်တယ်ထင်မှာဒါပေမဲ့သူတို့ကတောင်းပါတခါဘေးဆွာချိုးချင်တာဘယ်ရမှာကိုတွေဘေးချိုးတဲ့ရောပဲဘေးဆွာမတက်တယ်လို့မပြီးပေးမဖြူဆိုပြီးတော့ကိုတွေအသေးအတန်ကိုပြစ်ပြီးတော့ဆော်ပါတယ်ဒါပေမဲ့ယူဆောင်လဲကိုတွေဒါပေမဲ့မခံနိုင်လို့နောက်ပြန်ဆုတ်သွားတယ်ပေါ့နော်ဒါပေမဲ့ခရီးလည်းရှင်းပါတယ်လမ်းတွေလည်းရှင်းပါတယ်ဒါပေမဲ့ဇေဘီယာဒီကိုဘယ်သူမှမခံစားနိုင်ပါဘူးအဲအကြောင်းကိုတွေမနေရှောင်ရပါတယ်ခရီးအသေးတောင်ရှင်းပါတယ်ပေါ့နော်ကိုတွေဘေးစမပြိုရှင်တော့ဒီဘွဲလေး classic တပွဲပဲဖြစ်ဖြစ်နိုင်အောင်ဆော့သွားခြင်းနဲ့တည်ရမလား run လာထားလိုက်တော့ run ဆော့ရတာအရန်ဟိုအာယုံများတော့ဟို classic လေးတပွဲတော့နိုင်အောင်ဆော့ကြည့်ခြင်းနဲ့ဆိုပြီးတော့နေရပါတော့ဒါပေမဲ့မရပါဘူးမနေ့ကယုံနေရပါတယ် classic တောင်မှ run ဆိုရင်အအောင်ထွက်မလားမသိပါဘူးเนาะအဲ့လိုနဲ့ယုံနေရတဲ့အချိန်မှာoh my god ကြီးလိုက်ပါဦးဇီရှန်တစ်ချက်နဲ့ရှော့ရတာကိုတွေတွေးကိုကြီးလိုက်ပါဦးဇေဘီယာပြက်လိုက်တဲ့ဒမ်းမရတွေးတော့တောင်မကဘူးအကုန်ကိုင်းသွားတာเนาะဘယ်တော့ကြောက်ဖို့ကောင်းနေကိုတွေလည်းလမ်းလေမှာရောင်းနေတယ်လမ်းသမားကြီးမှာရောင်းတယ်လို့ဖြစ်နေတဲ့အချိန်မှာစူဆောင်းကိုတွေအသေးတောင်တက်နေပါတယ်ကိုတွေအသေးတန်ပြက်တယ်ဒါပေမဲ့မရအောင်ကိုတွေမရရအောင်တတ်သွားပါတယ်ယူဆောင်ယူဒီကောင်စားပတ်တာလို့ဖြစ်တက်လိုက်တဲ့ယူဆောင်ကိုတွေအညှိုးထားတဲ့အချိန်မှာဂျူလီယန်လေးကိုတွေမျိုးနဲ့ချက်ထားပြီးတော့များဖြိုနိုင်မလားဆိုပြီးကိုတွေယုံကြည်လိုက်တဲ့အချိန်မှာအောက်ကမော်စကိုကတော့ခေါ်ပါတယ်ကျေဝဲဝမ်းနေဆိုတဲ့ပွဲတွေရှုံးသွားပါတယ်လက်စစ်ဆိုတော့ကိစ္စမရှိပါဘူးဒါပေမဲ့ရှုံးတော့လေကိုတွေမကျေနပ်ဘူးပေါ့နော်အေးဒီကောင်ကြီးစားပတ်လို့ဖြစ်နေယူဆောင်ကြီးကိုဘေဘွားများစားပတ်ထားလို့သူကိုတွေဘယ်တော့ညှိုးနေလဲမသိပါဘူးကျွန်တော်ရဲ့ gaming video လေးတွေကိုကြည့်ချင်တယ်ဆိုရင်ကျွန်တော်ရဲ့game banner gaming ကို TikTok banner gaming ကို follow လုပ်ပြီးကြပါเนาะကျွန်တော်နောက်ထပ် video တက်လေးနဲ့ဟာတာလေးနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဘလို့အခက်ဘလို့အလဲနေတွေ့မလဲဆိုတော့စောင့်ကြည့်ကြပါစောင့်ကြည့်ကြည့်ရှုအားပေးကြပါဦးခင်ဗျာ